အမေရိကန်ရေတပ်ကအီရန်စစ်ကမ်းတွေကိုပိတ်ဆို့ထားမှုနဲ့ပတ်သက်ပြီးတင်းမာမှုတွေဆက်လက်ရှိနေချိန်မှာဟော်မုတ်ရေလက်ကြားကိုပြန်လည်တင်းကျပ်စွာထိန်းချုပ်သည့်ရခိုင်အခြေအနေကိုပြန်လည်သတ်မှတ်လိုက်ကြောင်းအီရန်ဘက်ကကြေညာခဲ့ပါတယ်။အီရန်စစ်ဘက်စစ်စင်ရေးကိုကဲမှုဌာနကTam al-Anbiya ရဲ့ထုတ်ပြန်ချက်မှာအမေရိကန်ရဲ့ပိတ်ဆို့မှုကိုပင်လယ်ဓမြလုပ်ရလို့သတ်မှတ်ထားပြီးဟော်မုတ်ရေလက်ကြားဟာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တင်းကျပ်တဲ့စီမံခန့်ခွဲမှုတွေနဲ့ထိန်းချုပ်မှုအောက်မှာပြန်လည်ရရှိသွားပြီလို့ပြောကြားခဲ့ပါတယ်။ဒါ့အပြင်အီရန်ကနေထွက်ခွာမဲ့သို့မဟုတ်အီရန်ကိုဝင်ရောက်လာမဲ့သင်္ဘောတွေအားလုံးအတွက်လွတ်လပ်စွာသွားလာခွင့်ကိုအမေရိကန်ဘက်ကအပြည့်အဝပြစ်မပေးသေး၍ရေလက်ကြားအခြေအနေဟာတင်းကျပ်စွာထိန်းချုပ်ထားတဲ့ရခိုင်အခြေအနေတိုင်းဆက်ရှိနေမယ်လို့လည်းဖော်ပြထားပါတယ်။ယမန်နေ့ကအီရန်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ဘက်ကရေလက်ကြားကိုပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ကြေညာခဲ့ကြပေမဲ့နျူကလ িয়ার အစီအစဉ်ပါဝင်အဓိကကိစ္စတွေမှာဝါရှင်တန်နဲ့သဘောတူညီမှုမရသေးသေး၍အမေရိကန်ရဲ့ပိတ်ဆို့မှုတွေဆက်ရှိနေမယ်လို့ထရန့်ကပြောဆိုထားကြောင်းသိရှိရပါတယ်။